ခန္ဓာကိုယ်ကိုစိုက်ပြီးကြလားဘုရားရှိခိုးမှာဖြစ်စေကိုယ်ရာဘောမှာဖြစ်စေစိုက်ပြီးရှိပါမရှိမိရှိဖို့ကာလဘာလို့ရမလဲလို့မေးလို့ရှိရင်ဖြင့်လေလေးထွက်လာတာလည်းသိနေပါလေလေးပြောင်းဝင်လာလည်းသိနေပါတို့ရလို့သိနေတဲ့အခါကျတော့သိတဲ့စိတ်ကလေးကဘယ်မှမပြေးတော့တို့ရလို့သိတဲ့စိတ်ကလေးဘယ်မှမပြေးတဲ့အချိန်ကြတော့ဟောထွက်တိုင်းသိဝင်တိုင်းသိထွက်တိုင်းသိဝင်တိုင်းသိဒီသိတဲ့စိတ်ကလေးဘယ်မှမပြေးအောင်တရားဓမ္မတွေထိန်းထားဝိပဿနာစာခန္ဓာကိုယ်ထောဝင်သိတာကလို့မှတ်လိုက်စမ်းပါဝိပဿနာစာခန္ဓာကိုယ်ထွက်တဲ့လေလေဝင်တဲ့လေလေသိတာကစပါကောင်းပြီဤကဲ့သို့သိပြီးနေတော့9မိနစ်10မိနစ်တိုင်းတိုင်းပဲမှမိမိစိတ်ကလေးဟာမပြေးတော့ဘူးလို့ဒီလိုကိုယ့်ကိုယ်စိတ်ကလေးဟာထိန်းလို့ဖြင့်ရပါလို့ဆိုတော့ထိန်းလို့ရနေရမှတန်တဲ့ခန္ဓာကိုယ်တွေကနေပြီးဒီကာလဘဝအောင်တယ်လို့ပေါ်လာလိမ့်ဘုနေရကရသလိုလိုပေါ်လာလိမ့်ဘုနေရကပဲစိတ်ကလေးတစ်မျိုးသောကောင်ပေါ်ကြတဲ့စိတ်ကလေးတွေပေါ်လာလိမ့်ပေါ်လာတဲ့အခါကျတော့သက်သိဝင်သိတဲ့စိတ်ကလေးကိုဖြုတ်ပလိုက်အောင်နဲ့ရတဲ့နေရာကိုလိုက်လိုက်ပါအောင်နဲ့ရတဲ့နေရာကိုခွန်ကြီးဓမ္မတွေကလိုက်လိုက်တော့ဒီအောင်နဲ့အောင်လာလေးရတယ်ငကူကအောင်လာမဟုတ်ဘူးခုမှဖောက်ပြန်ပြည့်စည်ပြီးပေါ်လာတာခုမှဖောက်ပြန်လာတယ်အဲ့ဒီဖောက်ပြန်လာတာလေးဉာဏ်နဲ့ကြည့်လိုက်ပြီဆိုတော့ပြည့်စည်တာလေးတွေ့လိမ့်မယ်ဆိုကြတော့ပြည့်စည်တာလေးတွေ့တဲ့အခါကျတော့ဖောက်ပြန်ပြည့်စည်တာဒုက္ခသစ္စာဖောက်ပြန်ပြည့်စည်မှုသိတာကလောကီမဂ္ဂသစ္စာဒါလေးရှင်းဥစွာဖောက်ပြန်ပြည့်စည်တဲ့စိတ်ကလေးဒကာဓမ္မတွေကဘုန်းကြီးဘောနေရလိုက်လက်မောင်းဘောလက်မောင်းလိုက်စိတ်ဘောကိုဝဟာရရောက်ထုတယ်ဘောရင်ဟာရရောက်ထုမှလိုက်နားရဲပေါ်နားရဲလိုက်မျိုးလုံးတွေကမြင်စိတ်ကလေးပေါ်လဲမြင်စိတ်ကလေးရတယ်ခုမှပေါ်လာတာဖြစ်ပြီးပြတ်တာပဲဟောက်ပြန်ပြည့်စည်တဲ့ဓမ္မလေးပဲလို့ဆိုပြီးဒကာဓမ္မတွေကလိုက်နေပါလိုက်လို့လိုက်ပြန်မရှိပြန်ဘူးဗျဘယ်နေရာကမှမပေါ်လာဘူးလို့ဆိုလို့ရှိရင်ဘယ်နဲ့ကစိတ်ကလေးကိုသတ္တဝင်တဲ့သိတဲ့စိတ်ကလေးနဲ့တွဲနေတဲ့ဉာဏ်လေးကိုဟရိယဝတ္ထုဆိုတဲ့ဝန်နဲ့လှည့်လိုက်ပါဝန်နဲ့လှည့်လိုက်တဲ့အခါကျတော့ဒီဝန်ထဲမှာရှိတဲ့လေကိုထွက်အောင်အထုတ်တဲ့စိတ်လေကိုအတွင်းကိုပြန်ဆွဲယူတဲ့စိတ်ကလေးနဲ့ခုလှည့်ရှုနေပါဒါလေးတွေလည်းဖောက်ပြန်ပြည့်စည်တာပဲဒါလေးတွေလည်းဖောက်ပြန်ပြည့်စည်တာပဲလို့ဓမ္မတွေကဉာဏ်နဲ့လိုက်နေပါလိုက်နေရမှတန်းတဲ့တခါဘုန်းကြီးကရတယ်ဒီနေရာအောင်တယ်ဒီနေရာဆက်တယ်လို့ပေါ်လာပြန်လို့ရှိရင်အဲ့ဒီနေရာတွေလှည့်လိုက်ဘုနဲ့ရှုနေတာလေးကမရှိလည်းမရှိတော့ကြောင့်ရှုမနေပဲနဲ့ပေါ်ရပြန်လိုက်ပါမှန်ပါဗျာဆိုကြလို့ပေါ်ရပြန်လိုက်ပြီဆိုမှဖြင့်ဘုန်းကြီးဓမ္မတွေဖြစ်ပြနေရှုတဲ့မဲ့နဲ့ခွဲလို့ရသေးရဲ့ဖြစ်ပြနေရှုတဲ့မဲ့နဲ့ခွဲလို့မရတော့ပါဘူးခွဲလို့မရတော့ကတိတော်ကကျတော့ဘုလားဘုရောလူစုတွေကဩမိမိစိတ်ဒီကားလို့ရှင်ချင်းဖြစ်ပြနောက်ကမဲ့အစဉ်လိုက်နေပြီဆိုပြီးဝန်တာလိုက်။ဘာကြောင့်ဆရာဘုန်းကြီးကဝန်တာခိုင်းပါလိမ့်မလဲလို့သူကအောင်တော့မေးလိမ့်မယ်နော်။မေးတဲ့အခါကျတော့ဖြစ်ပြနဲ့မဲ့နဲ့လိုက်နေတော့ဖြစ်ပြမသိလို့ရှိရင်ဖြင့်ခိုင်နေတယ်လို့ယူရတဲ့ဒိဋ္ဌိဆိုတာမလားဘူး။မှန်ပါပါဗျာ။ဒိဋ္ဌိလာလို့ရှိရင်ဒီဘက်ကဖြစ်ပြကိုဖြစ်ပြကြလို့မသိဘူးခိုင်နေမြဲတယ်လို့ယူတဲ့ဒိဋ္ဌိကလိုက်ဒါကြောင့်ဒိဋ္ဌိလာလို့ရှိရင်ဒိဋ္ဌုပါဒံဆိုတာနောက်ကလိုက်တာဒိဋ္ဌိဒိဋ္ဌုပါဒံနောက်ကြတော့ပြိဿံဘုရားမရဘူးဒိဋ္ဌိအုပ်ချုပ်တဲ့ကံမလားဘူးဒိဋ္ဌိအုပ်ချုပ်တဲ့ကံကတော့သုတေမနေသေနေသည်ရှောင်းမဲ့နဲ့ဒိဋ္ဌိကြောင့်အပယ်လေးဖတ်ရောက်သွားဒိဋ္ဌိကြောင့်ပဲရောက်ပါလိမ့်ကံကနေအပယ်လေးပါးကိုခန္ဓာကိုယ်ပြစ်ချလိုက်တယ်ဆိုရင်လွယ်ပါအဲ့ဒါဓမ္မတွေဖြစ်ပြနောက်ကမတ်မလိုက်ဖဲနေတဲ့အချိန်မှာဖြင့်ငါတို့ဒီကားလို့ဆိုရင်ဒိဋ္ဌိဖြစ်နေတယ်ဖြစ်ပြကိုခိုင်နေမြဲတယ်လို့ယူတဲ့ဒိဋ္ဌိကဖြစ်နေသောကြောင့်တခါကျွဲဒိဋ္ဌုပါဒံလိုက်မလားဘူးဖြစ်ပြခိုင်နေမြဲတယ်သင်္သာကဒိဋ္ဌိဒါလေးအစွဲကြီးနေတာကဒိဋ္ဌုပါဒံ
၎င်းနောက်ကကံလိုက်လာတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံမဖြစ်ဘူးလားဖြစ်ပါဘူးအဲဒီကာမဘဝဖြစ်เสียဇာတိဆိုတော့အပယ်လေးပါးဇာတိပေါ်လာတယ်ဒါဖြင့်ဒကာဓမ္မတွေဆရာဘုန်းကြီးပြောတဲ့အတိုင်းသမာဓိလည်းမဖမ်းပြမှုပြမှုတွေလည်းပေါ်ရာကိုမလိုက်လို့ရှိရင်ဖြင့်သိလိသောက်ရင်လည်းအပယ်သွားတယ်သမင်းဆိုင်ရင်ရေသောက်ရင်ဩဒကာဓမ္မတို့ဆရာဘုန်းကြီးကတင်တဲ့အတိုင်းလိုက်ရင်လိုက်ကြပါကိုရိုးရနဲ့ဖြင့်ကိုဒုက္ခဖြစ်ချည်ရဲ့ဘုရုပစ္စည်းမှမခိုးဘုရုပစ္စည်းမှမဝဲဘုရုမှမလိန်ဘုရုမှဒေါသမဖြစ်ပဲနဲ့ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကဆောင်းသွားလို့အပယ်လေးပါးရောက်ရပါတယ်ဒကာဓမ္မတွေကတော့ပြောကြတယ်ဒကာကျွယ်တို့ဒကာတိတို့ဥလာဘုရုကပြောကြတယ်တိတို့ဘာမှပြင်းမရှိဘူးကိုသမင်းကိုစားနေတာပဲကိုယ်စိတ်ကိုသောက်နေတာပဲလို့ထင်ရတယ်နော်ကိုယ်တမန်ကိုစားရင်ပဲသွားကိုယ်စိတ်ကိုသောက်ရင်နင့်နာဘူးလားနင့်နာပါပါအဲ့တော့ဘာဖြစ်ရှိတုံးဆိုတဲ့စကားကိုယနေ့ကစပြီးကြတာဝိပဿနာမရှိရင်ပြည့်ရှိနေတယ်ဆိုတာကိုသုံးလိုက်ပါတော့ဒါကြွယ်ရေးကြည့်တယ်နော်ခိုင်းလာရင်ဒီကဲလို့ရှုပြီးဒီကရနေတော့ဖြစ်ဖြစ်ဒီမြင်လို့လာပါလိမ့်မယ်ဖြစ်ဖြစ်မြင်အောင်ဆိုတော့ဘုရားဓမ္မတွေရတဲ့နေရာရှုရတဲ့နေရာရှုဒါလည်းစိတ်တွေရှုနေတာပဲရှုစိတ်ရှုရှိုက်စိတ်ရှုလိုက်တဲ့အခါကျတော့မဂ္ဂင်၅ပါးကနဲ့လာတော့ဒိဋ္ဌိပြတ်မသွားဘူးပြတ်ပါပါဒိဋ္ဌိပြတ်တော့ဒိဋ္ဌိဥပါဒံကိုပြတ်ပါဒိဋ္ဌိအုပ်ချုပ်တဲ့ကံဘယ်လေးပါးဟောစကံမသိမ့်သေးဘူးလားဩတို့ဒီကားလို့ရှင်ဖြင့်ဆရာဘုန်းကြီးပြောတဲ့အတိုင်းဘုရားဟောတဲ့အတိုင်းဝိပဿနာလုပ်လိုက်တဲ့အခါကျပြန်တော့လေဘယ်လေးပါးကပိတ်သွားတယ်ဆိုတဲ့ဥစ္စာသေသေးချာချာမှတ်ပါဒါရင်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနေလို့မဖြစ်ဘူးဆိုတာပေါ်လာကြဒီတိုင်းနေလို့ဖြင့်မဖြစ်ဘူးဆိုတာသိကြကြကိုရောင်းနဲ့ကိုဝဲနဲ့ကိုရငွေနဲ့ကိုဂုံငွေနဲ့ဒါတွေပရိစိတ်နေတာကတော့ဖြင့်တဲ့ဒိဋ္ဌိဒိဋ္ဌုပါရံဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေလောက်ကင်နေတဲ့တွေ့ဒကာတစ်တို့ဒကာကျွဲတို့အခုပြုံးရတော့သေကံကြီးမဲ့ရတယ်မယ်ဆိုရင်ကြာမကောင်းဘူးလားအခုပြုံးရတော့သေကံကြီးမဲ့ရလို့ရှိရင်ဖြင့်ဒကာကျွဲဒကာဥလာဘူးတို့မြည်ဘူးမှမကယ်နိုင်တော့ကယ်နိုင်တော့အဲ့ဒါကြောင့်ကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးလောက်ပါဆိုတာတိုက်တွန်းရကယ်မဲ့ယူမဲ့တရားကိုအမှုထားပြီးဒီကလာလောက်ပါဆိုတာကိုဖြင့်လေးစားစွာနဲ့ပဲဒီတရားပရိမောကနေပြီးဒကာဓမ္မတွေမေတ္တာရှိထားပါတယ်ဝစီကံမေတ္တာရောမနောကံကကြမှာစိုးရိမ်တာရောကိုယ်ကိုမကနာပဲနေကြတဲ့အခြေအနေရောက်မှာကိုရောဒကာသေးသိစိုးရိမ်နော်မိဘရိုးရာတို့ဘာဖြစ်ရှိဆုံးဆိုတာမသုံးမှန်နဲ့ကိုယ်စိတ်လေးတော်ရင်ကိုယ်ပဲသွားရပါတယ်ကိုရှာထားတဲ့မင်းကိုစားရင်အမတန်မနဲ့နာဘူးလားအဲဒီနဲ့နာမှုတွေကိုဘုရားသာရင်းတရားနဲ့မှဥပအောင်လို့မသိနိုင်ရင်မရတော့ရပါဘူးအဲ့ဒါကြကြစဉ်းစားပါဆိုတာဒကာဓမ္မတွေဖြစ်ပြလိုက်စမ်းပါဆိုတဲ့ဥစ္စာဖြင့်ဘယ်နေရာလိုက်ရမှာတုံးလို့မမေးပါနဲ့တော့ရတဲ့နေရာလိုက်မြင်တဲ့နေရာကြားတဲ့နေရာနာတဲ့နေရာစားတဲ့နေရာကြံတဲ့နေရာကြံတဲ့နေရာကြံစိတ်ကလေးဖြစ်ဖြစ်ရှုအဲ့ဒီကဲတော့ဒကာဓမ္မတွေကနှလုံးသွင်းမှန်သွားပြီဆိုမှဖြင့်ဖြစ်ပြရှေ့ကဖြစ်ပြနောက်ကမဲရှေ့ကပါပါလေနောက်ကပါပါလေအဲ့ဒီရှေ့ကဖြစ်ပြနောက်ကမဲနဲ့နေကြပါမူကဒကာဓမ္မတွေကသစ္စာအနုလောမိကဉာဏ်ရပါတယ်ဘယ်ဉာဏ်ရပါလဲသစ္စာနဲ့လျော်တဲ့ဉာဏ်ရတယ်လို့သုံးဖြတ်ချက်ကြတယ်ဒါကြောင့်ဒကာကျေတို့ဥလာဘုရုပြောရတယ်သာသနာ့တွင်တရားတော်ဖြစ်ပြကိုမြင်တဲ့ဉာဏ်ပါဉာဏ်ခေါ်ကြမယ်သစ္စာအနုလောမိကဉာဏ်သစ္စာသိတဲ့ဉာဏ်ဘယ်လိုမှတ်ကြသစ္စာသိတဲ့ဉာဏ်လို့သိသိချာချာမှတ်
သစ္စာဉာဏ်လို့လည်းခေါ်ခြင်းခေါ်လိုက်ပါသဘောကျလားသစ္စာဉာဏ်လို့လည်းခေါ်နိုင်ရင်ခေါ်ရခေါ်နိုင်ပါတယ်ဆိုတာကိုပဲသုံးပြချက်ချပါကြာတော့ခန္ဓာကိုယ်ကြီးခုနေရာကပေါ်လိုက်ဒီနေရာကပေါ်လိုက်ခုနေရာကရလိုက်ဒီနေရာကစိတ်လေးသောခြင်းတဲ့စိတ်ပေါ်လိုက်ဒီနေရာခွန်းဆခြင်းတဲ့စိတ်ပေါ်လိုက်ပေါ်တဲ့စိတ်တွေဖြစ်ဖြစ်တွေရှုနေတော့ဒကာဓမ္မတွေဖြစ်ဖြစ်ဆိုတာမိမိသေးတာလို့မှတ်လိုက်စမ်းပါဖြစ်ဖြစ်ဆိုတာဘာပါလဲမိမိသေးတာလို့မှတ်ထိုက်စမ်းပါနော်ဘာကြောင့်မိမိသေးတယ်လို့ဆရာဘုန်းကြီးကသုံးပြချက်ချပေးရကြလို့ဆိုတော့သတ္တဝါမှာနှစ်စိတ်နဲ့အသက်မရှင်လို့သတ္တဝါမှာတစ်စိတ်နဲ့အသက်ရှင်တယ်ဆိုတာမှတ်ထိုက်စမ်းရှင်းမလားပရမစိတ်ပြတ်သွားတာလည်းမိမိသေးတာပဲနောက်စိတ်နဲ့ပြန်ပြီးဒီကရာရှုနေတာမိမိရှင်တာပဲဒါပြန်အသေးကိုအရှင်ကကြည့်တာပဲဒါကြောပဲလို့မှတ်မယ်ကျေးဇူးများလိုက်တာဒကာဓမ္မတို့ကျေးဇူးများလိုက်တာအသေးကိုအရှင်ကကြည့်တာသေတာကလည်းသူများလားမိမိလားရှင်တာကလည်းသူများလားမိမိလားဩမိမိအသေးမိမိမြင်တာပါလားမိမိဒုက္ခရောက်တာကိုဒါတည်းမလျှော့နဲ့တော့ဒီမြင်ကိုမလျှော့ကြပါနဲ့ဒကာဓမ္မတွေဒီပြေးလိုက်ပါတယ်ဒီမြင်ကိုမလျှော့လိုက်ကြပါနဲ့ဆိုတော့ကြာတော့ဒကာကျွယ်ဦးလားဘူးမြင်မှများလာတော့မုံဆိုတဲ့ညာလာရမှာလားမလာရဘူးမြင်မှများလာတော့မုံညာလာရမယ်ဆိုတာသဘောကျအဲ့ဒီကဲတော့မြင်မှများတော့မုံညာဆိုတဲ့နိဗ္ဗာန်ညာလာပါတယ်မုံပေမဲ့ဆရာဘုန်းကြီးကထပ်ပြီးဒကာဓမ္မတွေအလုတ်ကမှနေတဲ့အခါသတိလက်သွားမှဆိုတဲ့တဲ့ဒကာတဲ့မုံရဲ့နဲ့ပေရှုပါမုံနဲ့ပဲပေါ်ရလိုက်နေပါမုံနဲ့ဘာလို့ရမလဲပေါ်ရလိုက်ပြီးရှုနေတဲ့အခါကျတော့ဩမုံညာတော့ဖြင့်မိမိတက်လာပြီလို့ကိုယ်ပိုင်မသိဘူးသိရလို့ရှိရင်မုံရဲ့နဲ့ရှုပြီးဒီကလာနေမတ်တတ်နဲ့ဩဒီဒုက္ခတွေကြီးတာမရှိပါကလားဆိုတာဉာဏ်တက်လာလိမ့်မယ်ဒီဒုက္ခတွေကြီးတာမရှိပါကလားလို့ဉာဏ်တက်လာလိမ့်မယ်နော်ဉာဏ်တက်လာတဲ့အခါကျတော့ဘုန်းကြီးတို့ဓမ္မတွေဒီဒုက္ခတွေကြီးတာမရှိပါလားလို့ဉာဏ်တက်လာတော့ဖြတ်ဆိုခொနည်းကဘုနေရာပေါ်တဲ့ဒုက္ခဒီနေရာပေါ်တဲ့ဖြစ်တဲ့ဒုက္ခတွေအကုန်သိမ့်သွားဘာတွေသိမ့်သွားအိုကြည်ရမှတ်တဲ့ဒကာသိရဘာတွေသိမ့်သွားဒုက္ခတွေသိမ့်သွားတာသူများပြောတာကိုညာနဲ့ရွှေရမှတ်တဲ့ပဲရှင်းနာသိမ့်သွားတာလားကဲခတ်စမ်းကိုညာနဲ့ရွှေရမှတ်တဲ့ဒုက္ခတွေသိမ့်သွားဒုက္ခသိမ့်တာနိဗ္ဗာန်သိမ့်မှန်သိတာကမဉဏ်ဒုက္ခသိမ့်တာဒုက္ခသိမ့်မှန်သိတာကအဲ့ဒီရင်ကြမှာပဋ္ဌာန်းပါဠိကနိဗ္ဗာန်မက္ခသာအာရမဏပစ္စေနပစ္စယောနိဗ္ဗာန်နိဗ္ဗာန်မက္ခသာမြင်သောဉာဏ်အားအာရမဏပစ္စေနအာရမဏပစ္စယသတ္တိဖြင့်ပစ္စယောပကာရကောခြေစုပြုတတ်သည်ဟောတိဖြစ်၏တခါတော့သောတပတိမဲ့ဆိုင်သောတပတိမဲ့ဆိုင်သွားတော့ဒီကသောတပတိမဲ့ဆိုင်ခါရှိသေးတယ်။ဒါကြောင့်လားဘူးလို့ကိုယ့်တဲ့ပဲလေးပါးငရဲဝဆူနေတာတွေငရဲမိတဟုံးတောင်းနေတယ်အလိုလိုချင်းမှာအခုတော့ပြန်ဒီညာလေးမရသေးတဲ့အတွက်ဒီကလူတွေသိတယ်ဆိုပြီးငရဲဝကြီးကလည်းစောင့်ငရဲမိလည်းတွေကလည်းဆူလို့ပါလားအဲ့ဒီအဆူတွေကိုဒီကနေနှိမ့်ရပါတယ်အဲ့ဒီမိတွေဒီကနေသိရင်ရောရပါပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအေးလေးမနေလိုက်ပါနဲ့ဦးကိုငရဲဦးကမိတုံးတောက်ပြီးတဘောပွဲဆူနေတော့ဒီညာလေးနဲ့နှိမ့်ကြပါဆိုတဲ့ဥစ္စာကိုမေတ္တာရှိတာပြီးဒီကလာပြောကြပြီးသေးပါတယ်ဘုရားအောင်သမညရေးကြည့်ရင်မပြောဘူးကဲဒါပြန်သာသာဖကြလာတော့ဘယ်လိုနှိမ့်လို့ဘယ်လိုသိရမလဲဆိုတာသိကုန်မသိဘူးဒါကြွယ်သိပါဦးလားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေသာသနာ့တွင်သာဖြစ်ပြီးသာသနာ့တွင်လို့လုံးလိုက်စမ်းပါဆိုတာကိုပဲ
ဆံမရှိလို့လည်းမပူပါနဲ့စီမရှိလို့မပူပါနဲ့ဘိုးထေတွေရောင်းမကောင်းလို့လည်းမပူနဲ့ငရဲမင်းငိမ့်ငရဲကိုသိမ့်ဖို့အရေးသာရင်ဧကန်ရှိနေလို့ပူဇာစမ်းပါဒါကိုသာငိမ့်မယ်ဆိုတဲ့စိတ်ထားပြင်းပြစမ်းပါဆိုတာကိုဒီကနေပြီးဒီကလာအသိဉာဏ်နဲ့ပြောနေပါတယ်ပေါ်ပေါ်နေလို့တော်ကြပါသားကကဲနိုင်သမီးကကဲနိုင်ပစ္စည်းကကဲနိုင်သလားလို့ဆိုတော့ဟောဒီရှုတဲ့မက်ကမှကဲနိုင်တယ်ဒါကြောင့်သမီးလေးတယောက်ကကဲနိုင်ရမကဲနိုင်ပါဘူးသူများညာတကာတွေကရောမကဲနိုင်ပါဘူးမှန်တကာပြောရေးတယောက်သေးတယ်ဘုလားဘုတယောက်သေးတယ်ဩဖြစ်မှဖြစ်ရလေလေဒါပါပဲကိုယ်ပဲသွားမှုကြီးတတ်နိုင်ရအဲ့ဒါကြည့်ရလို့ရှိဖြင့်ခန္ဓာကိုယ်ကဖြစ်ဖြစ်ကြည့်တာကလောကီမယ်နောက်ရင်းကျက်လာတော့လောကုတ္တရာမယ်လောကုတ္တရာမယ်ဆိုတာမကင်၈ပါးလည်းပြည့်ပါရတကားကြွေငရဲမီသိမ့်၍ငရဲအိုဘဝက်ဆိုတာငြိမ့်ပါတယ်ဒါပြင်ဒီလုတ်ဒီအမြင်ကျတဲ့ပုဂ္ဂိုလ်ကတကားကြွတဲ့ငရဲမီတွေဟုံတောင်းနေတဲ့ငရဲအိုကြီးကတဘောဘဝက်ဆူနေတဲ့တကားကြွဒီကနေငြိမ့်တော့မပြောတဲ့ပြောတယ်ဒီကနေငြိမ့်ဆိုတော့ရေနဲ့သွားငြိမ့်လို့မရဘူးမရပါဘူးမက်ပေါ်ရင်ငြိမ့်ပါဗါတဲ့ဒါကြောင့်နဲ့ဘုန်းကြီးတို့ဓမ္မတွေဒီလိုဆရာသမားကလမ်းညွန်ကောင်းကတွေးကြုံနေတဲ့အချိန်မှာဖြင့်ကိုငရဲမီးငြိမ့်တာကိုလည်းမနှေးပါနဲ့ကိုငရဲကိုသိမ့်တာကိုသဘောကျလက်ဆိုတာခင်ဗျားတို့ရှုတဲ့မက်ကိုဆိုပါတယ်လက်ဆိုတာဘာဆိုပါလဲရှုတဲ့မက်ကိုဆိုရတယ်ဆိုတာကိုတရားဓမ္မတွေသတိပေးရဒီဘုန်းကြီးပြောတာမှဒီတရားဓမ္မတွေကလေးလေးစားစားနားမထောင်တော့ပါဘူးဆိုလို့ရှိရင်ပြန်မရှိဘဲမမှတ်ဘဲနဲ့နေကြတိုင်းညမယ်ဆိုလို့ရှိရင်ဖြင့်တလန်းသွားတွေသာမှတ်ပါခင်ဗျားတို့ပြုထားတဲ့ကုသိုလ်တွေကလည်းတကယ်တော့မတားနိုင်ဘူးနော်မှန်ပါပါတကယ်ကြွတားနိုင်မှာမတားနိုင်ပါဘူးမဲ့ဆိုတော့ဖြင့်တားနိုင်ပါဘူးအဲ့တော့တကယ်ခြေကောင်းရှိပါရဲ့ဒါနဲ့ခြေကောင်းကိုတောက်ပြအောင်တောက်ပါဆိုတာကိုလေးစားစွာနဲ့သတိပေးရပါတယ်မှန်ပါပါဒါကခန္ဓာကိုကြည့်ပြီးရှုနည်းတစ်မျိုး